မင်္ဂလာပါခင်ဗျဒီတစ်ခါတော့ Joshua Ban ကိုပွဲထပြီးရှာတဲ့ Mikey Musumeci ဆိုတဲ့အကြောင်းအရာကို YouTube ကပြည်သက်တွေကိုပြန်ပြီးတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်လို့မနေ့ကကျွန်တော် Facebook ပေါ်မှာအနေချင်းတော့ပြောပြထားခဲ့ပြီးသို့တော်လည်းပဲ YouTube ကပြည်သက်တွေကိုတော့ပြည့်ပြည့်စုံစုံလည်းဖြစ်အောင် Mikey Musumeci ကဘယ်လိုပုံစံမျိုးနဲ့ပြောဆိုသွားတယ်ဆိုတဲ့အကြောင်းကိုသူ့ရဲ့ပြောစကားကိုလည်းကုတ်လုပ်ပြီးတော့ပြောပြခြင်းနဲ့ပြီးတော့ကြတော့ဒီအကြောင်းအရာကသူကစကားကြုံလို့ပြောတာမဟုတ်ဘူးတမင်သက်သက်ကိုထုတ်ပြောသွားတာသူပြောတာကိုမကြားမှာဆိုလို့နောက်ဆက်တွဲတွေပါသူကထပ်ပြီးတော့လှုပ်ရှားခဲ့တယ်ဒါလိုပုံစံမျိုးတွေလည်းပြည်သက်တွေကိုမြင်စေခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့ Mikey Musumeci ကလက်ရှိအနေထားမှာသူကလည်း UFC ခေါင်းဆောင်မှာကစားနေတဲ့ကစားသမားတစ်ယောက် Joshua Ban နဲ့လည်း weight down တူတယ်ကျွန်တော်ရဲ့ fighter လေးကတော့ flyweight တန်းမှာလုံးဝကိုအဟော်ဆုံးဖြစ်နေတယ်တကဘာလုံးကဝိုင်းပြီးတော့အာယုံစိုက်ခံနေရတဲ့အနေအထားမျိုးမှာ Mikey Musumeci ကထားပြီးပေါက်ဖောက်တာဒါလို့အကြောင်းအရာတွေကြောင်းမလို့ Joshua Ban ကိုဝင်းရံအားပေးတယ်ကျွန်တော်ပြည်သက်တွေကိုအပြည့်အစုံသိစေခြင်းလို့ထပ်ပြီးတင်ဆက်ပေးမှာဖြစ်ပါတယ်I do believe I have enough jiu-jitsu to submit Joshua Ban immediately when I bring him to the ground. Mikey Musumeci က Joshua Ban ကိုဝင်ရောက်ထိုးသက်ခဲ့တဲ့ UFC 328ပြိုင်ပွဲမှာကွန်းတဲ့အထိကိုလာပြီးကြီးခဲ့တယ်။အဲ့လိုကြီးခဲ့တဲ့အကြောင်းကို UFC TV Production Team ကလည်း Mikey Musumeci ကိုရိုက်ပြတယ်။ဒီအနေထားမှာ Mikey Musumeci ကပွဲအပြီးတော့သူကတော်ကီဖုတ်တယ်ဘယ်လိုပုံစံမျိုးနဲ့တော်ကီဖုတ်လဲဆိုတော့ UFC ကလက်ရှိ fighter တွေရဲ့အနေထားတိုင်း pocket season တွေတင်ဆက်တယ်အဲ့လို pocket season တွေတင်ဆက်တဲ့ပုံစံမျိုးမှာသူတို့ရဲ့အမြင်တွေကိုချပြတယ် Joshua Ban နဲ့ Tatsuro Taira ပွဲပြီး pocket လုပ်တဲ့ fighter တွေအကုန်လုံးမှာ Joshua Ban ကိုမချီးကျူးတဲ့ fighter လုံးဝမရှိဘူးပွဲအချိုမှာတော့Tatsuro Taira အနိုင်ရမယ်ဆိုပြီးခံမှန်းခဲ့တဲ့ကမ္ဘာကျော် fighter ကြီးတွေတောင် Joshua Ban ကိုလက်ဖျားခါလာအောင်ဝိုင်းပြီးချီးကျူးကြတယ်ဒီအနေထားမှာ Mikey Musumeci ကတော့လုံးဝပြောင်းမြန်သူကဘယ်လိုပုံစံမျိုးနဲ့ Joshua Ban ကိုလေတိုက်လဲဆိုတော့သူသားလျင် Joshua Ban ကိုလှဲချပြနိုင်လိုက်ရင်ကျမ်းမြေမော်ကိုတန်းလှဲပြီးတာနဲ့ချက်ချင်းချုပ်ပြနိုင်တဲ့ဆိုတဲ့ပုံစံမျိုးနဲ့လေတိုက်တယ်ဒီလိုပုံစံမျိုးနဲ့သူ့ရဲ့ pocket အစီအစဉ်မှာ Mikey Musumeci ကအခုလိုပြောပြသွားပါတယ်အဲ့ဒီပွဲကိုကိုယ်တိုင်ကွန်းတဲ့အထိသွားကြည့်ခဲ့တာပေါ့ဒါကြောင့်လဲ MMA နဲ့ပတ်သက်ပြီးစိတ်လှုပ်ရှားနေတာပါကျွန်တော်ဖြင့်ကြည့်နေရင်းနဲ့အဲ့ဒီနေရာမှာငါသာဖြစ်လိုက်ခြင်းနဲ့ဆိုတာမျိုးတောင်ဖြစ်မိပါတယ်ဘန်ကိုလက်ချပြီးတာနဲ့တမ်ဘီကိုချုပ်ပြလိုက်ချင်းပါတယ်သူ့ရဲ့ strike ကမယုံကြည်နိုင်စရာပါအခုချိန်မှာကျွန်တော်ကိုလည်းအမောက်သိပ်ကောင်းသိပ်ပြနိုင်လိမ့်မယ်ဘာလို့လဲဆိုတော့ကျွန်တော်က strike မှာမကစားတတ်တာလေကျွန်တော်မှသာလုံလောက်တဲ့ strike စွမ်းဆောင်ရည်မျိုးရှိရင် wrestling ဘိုင်းတော့ကျွမ်းကျင်ပြီးသားမို့ဘန်လို fighter မျိုးကိုကြမ်းမြမော်လှဲချပြီးတဲ့တပြိုင်နက်ချက်ချင်းကိုချုပ်ပြနိုင်နေဆိုတာအမှန်ကန်ကိုယုံကြည်ထားပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ Mikey Musumeci ကသူ့ရဲ့ pocket အစီအစဉ်မှာပြောဆိုသွားတယ်ဆိုတော့ကြတော့ဒီပြောစကားကအတော်ကြီးစိတ်ဝင်စားဖို့ကောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ Mikey Musumeci ရဲ့ pocket ကပြည်သက်တွေကြားမှာလည်းရေပန်းစားတာမဟုတ်ဘူး BJJ နယ်ပယ်ကလည်းအရင်ကြီးကျေပြန့်တာမဟုတ်ဘူးဆိုတော့ကြတော့သူကဒီဂျယ်လူစကလုံးကိုရည်ရွယ်ချက်ရှိရှိနဲ့ထုတ်သုံးလိုက်တာလို့ကျွန်တော်ကယူဆကြည့်ချင်တယ်သူ့ရဲ့ pocket အစီအစဉ်ကိုကြည့်လိုက်မယ်ဆိုရင်လည်း YouTube ပေါ်မှာ channel ထောင်ထားတယ်subscriber က 1k ဝန်းကျင်လောက်ပဲရှိသေးတယ်ဟို DJ တို့လို million ချီပြီးရှိနေတဲ့ pocket အစီအစဉ်မျိုးမဟုတ်ဘူးဒါကြောင့်မို့လို့သူ့ရဲ့ pocket အစီအစဉ်ကိုအခြားပြည်သက်တွေတတိထားမိသွားစေခြင်းပုံရတယ်ဒါကြောင့်မို့လို့သူကချိန်သားကိုက်ပေါက်ကိုထဖောက်တာဒို့ပေတိတိုင်အောင်အဲ့ pocket အစီအစဉ်မှာကချိန်ကြာချိန်ကတနားရီလောက်ထိရှိတယ်တနားရီလောက်ရှိတဲ့အနေထားဆိုတော့ဘယ်သူမှလည်းဒီအကြောင်းအရာကိုစိတ်ဝင်စားတာမဟုတ်ဘူးသူ့အနေနဲ့ဘယ်လိုပုံစံမျိုးတော်ကီဖုတ်ပါစေဘယ်သူမှလည်းမြင်တာမဟုတ်ဘူးဒါကြောင့်မို့လို့ Mikey Musumeci ကဘယ်လိုပုံစံမျိုးပြည်သက်တွေကြောင့်ထပ်ပြီးပြန့်နှံ့သွားအောင်လုပ်တယ်လဲဆိုတော့အဲ့ဒီအပိုင်းလေးကိုပြန်ပြီးတော့သူက edit လုပ်တယ် cut လုပ်တယ် YouTube ပေါ်မှာ YouTube short ပုံစံမျိုးနဲ့ပြန်ပြီးတင်တယ်ဒါနဲ့တည်းမလုံလောက်သေးဘူးသူက Instagram မှာထားပြီးတင်တယ် Instagram မှာလည်း reel ပုံစံမျိုးနဲ့တင်တယ်အဲ့လိုပုံစံမျိုးတင်မှ MMA ပြည်သက်တွေကထားပြီးဝုန်းတာဒီကောင်ဘာကောင်လဲပွဲထရှာတာပါလားဆိုတဲ့ပုံစံမျိုးနဲ့ MMA ပြည်သက်တွေကဝိုင်းပြီးဝုန်းတာဖြစ်ပါတယ်ဒီလိုအောင်တဲ့အနေထားမှာ MMA ပြည်သက်တွေချီးပဲတော့မဟုတ်ဘူး Joshua Ban ရဲ့နီးပြတွေလည်းပါတယ်သူတို့ကလည်းသူတို့ရဲ့ fighter ကိုအဲ့ဒီ post အောက်မှာ comment တွေ mention ခေါ်ပြီးတော့ဒီလိုပုံစံမျိုးလေးတိုက်နေတဲ့ဆိုပုံစံမျိုး Joshua Ban မြင်အောင်ပြောကြတယ်ဆိုတော့ကြတော့ Mikey Musumeci ကအရန်ကိုသဘောထားပြေးသွားတဲ့ fighter တယောက်လို့ကျွန်တော်တို့ကထင်ခဲ့တာဒီအနေထားမှာတော့နည်းနည်းလေးကျွန်တော်တို့ကလီဖြစ်မိတယ်ဒီ fighter အကြောင်းကိုကျွန်တော်ပြည်သက်တွေသိတယ် One Championship မှာကစားသွားတာပြုံးစီနဲ့ဒီထိုင်းကပြည်သက်တွေနဲ့ဆိုအတော်ကိုသားစားသားဖြစ်တဲ့ fighter UFC ရောက်ရှိပြီးနောက်ပိုင်းမှာတော့သူကဒီလိုပုံစံမျိုးပြောဆိုလာတယ်ဆိုတော့ MMA fan တွေကတော့အတော်ကြီးကိုခွီးကြတယ်အထူးသဖြင့် Joshua Ban ကိုအမှန်ကန်ဝင်းရံအားပေးတဲ့ပြည်သက်တွေဝိုင်းပြီးခွီးကြတယ်တချို့ပြည်သက်တွေဆိုရင်အဲ့ဒီ post တွေအောက်မှာဘယ်လိုပုံစံမျိုးနဲ့မှတ်ချက်ပေးလဲဆိုတော့မင်းမပြောနဲ့ BJJ ဝိတ်စာကြီး market ဘူးချက်ချတော့ MMA ဘက်ကိုကူးပြောင်းထိုးတာဘယ်လိုပုံစံမျိုးနဲ့ဟိုတနေ့ကဖြစ်သွားလဲဆိုတဲ့ပုံစံမျိုးတွေနဲ့မှတ်ချက်ပေးတယ်
တချို့ပြည်သက်တွေကတော့မင်းအဲ့လောက်ထိစောင်းကြွနေရင် MMA ဘက်ကိုလာလိုက် Joshua Ban နဲ့ထိုးကြည့်လိုက်မင်းရဲ့ခေါင်းကတခြားဂျိုတောင်ရောက်သွားလိမ့်မယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့မှတ်ချက်ပေးတယ်ပြည်သက်တွေကတော့အကုန်လုံးက Joshua Ban ဘက်မှာရှိတယ်တချို့သောပြည်သက်တွေဆိုရင်ဘယ်လိုပုံစံမျိုးပြောကြလဲဆိုတော့ BJJ သမားတိုင်းကတော့သူ့ဟာနဲ့သူဟုတ်နေတာပဲသို့တော်လည်းပဲသူတို့ကိုယ်တိုင် MMA ကွန်းနဲ့ဝင်လာမှဘယ်လောက်ထိခက်ခဲလဲဆိုတာသဘောပေါက်သွားတယ်အဲ့တော့မင်းလည်းကောင်းကောင်းသဘောပေါက်ချင်ကွန်းနဲ့ကိုဝင်လာခဲ့ဆိုတဲ့ပုံစံမျိုးတွေနဲ့စိန်ခေါ်ကြတယ်Joshua Ban ကတော့ဒီအကြောင်းအရာနဲ့ပတ်သက်လို့ပြန်ပြီးတုတ်ပြန်တာမျိုးမရှိဘူး Mikey Musumeci ကခုနကကျွန်တော်ပြောခဲ့လို့စနစ်တကျနဲ့ကိုဒီစကလုံးတွေကိုထုတ်သုံးတယ်ပြည်သက်တွေမသိမှဆိုလို့ reel လိုပုံစံမျိုးနဲ့အတူလေးတွေဖန်နေပြီးတော့ကိုပြန်ပြီးတော့သူ့ရဲ့ social media platform တွေမှာပြန်ပြီးချပြတယ်အဲ့လိုပုံစံမျိုးနဲ့ပွဲရှာသွားတယ်ဆိုတာကျွန်တော်ရဲ့ပြည်သက်တွေကိုသိစေချင်လို့ကျွန်တော်ကထပ်ပြီးတင်ဆက်ပေးတာဖြစ်ပါတယ်ဆက်လက်ပြီးတော့ UFC ကအကြောင်းအရာတွေကိုပြောချရအောင်ပါဒီတစ်ပတ်တင်းငွေနေ့မနက်ပိုင်းမှာတော့ UFC က UFC Fight Night ပြိုင်ပွဲမရှိဘူးရှေ့တစ်ပတ်မှာပြိုင်ပွဲပြန်ပြီးကျင်းပမယ်အဲ့လိုပြိုင်ပွဲကျင်းပတဲ့အနေအထားမှာကျွန်တော်တို့အာရှကမကာအိုကိုလာပြီးတော့ UFC Fight Night ပြိုင်ပွဲကျင်းပမှာဒေသခံစံတော်ချိန်နဲ့ကျင်းပမယ်ဆိုတဲ့အကြောင်းကျွန်တော်ဟိုတလောကလေးကပြည်သက်တွေကိုကြိုပြီးပြောခဲ့တယ်ဒီပြိုင်ပွဲမှာပါဝင်လာမဲ့ fighter တွေကလည်းမကာအိုကိုရောက်ရှိနေကြပြီးဂျပန်က fighter တွေပါတယ်တရုတ်က fighter တွေပါတယ်အာရှအခြေစိုက် fighter အများစုကိုပွဲထုတ်ထားတဲ့ဒီပြိုင်ပွဲချင်းကတဲ့အနေအထားမှာဘလို့အကြောင်းအရာတွေထူးခြားမှုရှိတဲ့ဆိုတာလဲရှေ့လာမဲ့ရက်တွေမှာပြည်သက်တွေကိုဆက်ပြီးချပြသွားမယ်ဒီတစ်ခါမှာတော့ International Fight Week ကာလမှာကျင်းပမဲ့ UFC 329ပြိုင်ပွဲရဲ့ထိပ်ဆုံးကောင်ပွဲအကြောင်းပြောပြခြင်းနဲ့ထိပ်ဆုံးကောင်ပွဲအဖြစ်တော့ပြည်သက်တွေမျှော်လင့်တောက်တနေကြတဲ့ Conor McGregor နဲ့ Max Holloway တို့ကဒုတိယအကြိမ်မြောက်မကြေပွဲထိုးသက်ကြမှာဆိုတော့ကြတော့ဒီပွဲအခင်းချင်းနဲ့ပတ်သက်လို့တချို့သုံးသက်သူတွေလည်းချင်းကပ်နေကြတယ်ဒီအနေထားမှာအီလီယာတိုဘူရီယာကပြောဆိုလာတဲ့ match စကားတွေကိုပြည်သက်တွေကိုပြန်ပြီးဖောက်တဲ့ချပေးခြင်းတာဖြစ်ပါတယ်အီလီယာတိုဘူရီယာကသူ UFC ကိုရောက်ရှိလာတဲ့အချိန်ကလေးကကော်နာမက်ဂရီဂေါနဲ့ထိုးခြင်းနဲ့ဆိုတဲ့ပုံစံမျိုးနဲ့စက်တိုက်ပြောဆိုခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့သူကလည်း superstar fighter ဖြစ်ခြင်းလို့ကော်နာမက်ဂရီဂေါလို fighter မျိုးကိုအနိုင်ရဘူးတဲ့မှတ်တမ်းမျိုးပိုင်ဆိုင်ခြင်းလို့ဒီလိုပုံစံမျိုးနဲ့သူကစက်တိုက်တော်ကီတွေဖုတ်တယ်အပြန်အလှန်ပြောဆိုမှုတွေလည်းရှိခဲ့တယ်။လက်ရှိအခင်းချင်းမှာတော့ကော်နာမက်ဂရီဂေါက Max Holloway နဲ့ထိပ်တိုက်တွေ့နေပြီးဒီအခင်းချင်းမှာတိုဘူရီယာကကော်နာမက်ဂရီဂေါအနိုင်ရဖို့ပဲမျှော်လင့်တယ်သူကလည်းအနိုင်ရမယ်လို့ခံမှန်းတယ်ပြီးတော့ဒီပွဲပြီးရင်တော့သူနဲ့ထပ်ပြီးတွေးလို့ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့တိုဘူရီယာကအခုလိုပုံစံမျိုးမှတ်ချက်ပေးသွားပါတယ်ပြည်သက်ဆွဲဆောင်မှုအရှိဆုံးပွဲမျိုးဖြစ်အောင်သူကစ조사လာမှာတော့ဒေဂျာပေါက်ပြောရဲပါတယ်ပြန်ကစားခြင်းနဲ့သူ့ရဲ့ဆန္ဒနဲ့လည်းထပ်တူကြနေတယ်လေဒီပွဲကနဘန်းလုံးနာတဲ့ ground weight နဲ့မပါတဲ့ stand fight ရှင်ထိုးတဲ့ပွဲမျိုးပဲဖြစ်လာမှာပါ Holloway ထက် corner ကပိုဆိုးတယ်မထင်ပါနဲ့ကြောင်လေးနှစ်ကောင်တက်ပုတ်နေတဲ့ပုံစံမျိုးတောင်ဖြစ်လာနိုင်ပါတယ်နှစ်ယောက်စလုံးကတစ်ကြိမ်ထိတ်တိုက်တွေ့ဘူးသလိုကော်နာကအနိုင်ရခဲ့တာမို့ဒီတစ်ကြိမ်မှလည်းအဲ့ဒီအတိုင်းပဲဖြစ်တဲ့နဲ့ထင်ပါတယ်ကျွန်တော်ကိုလာပြီးဘသူကိုအနိုင်ရစေခြင်းလဲမေးရင်ကိုယ့်အတွက်အကျိုးရှိစေမဲ့သူကိုပဲအနိုင်ရစေခြင်းတာပေါ့ကော်နာရာနိုင်မယ်ဆိုရင်နောက်ပွဲမှာကျွန်တော်နဲ့ထပ်ပြီးဆော်လို့ရပါတယ်ဆိုပြီးတိုဘူရီယာကမှတ်ချက်ပေးတော့ပါတယ်အီလီယာတိုဘူရီယာကအင်ပီရိုမှာကျင်းပမဲ့ပြိုင်ပွဲမှာ Justin Gaethje နဲ့ရင်ဆိုင်ပြီးတော့ lightweight တန်းရဲ့ချန်ပီယံအစစ်မှန်ကဘသူလဲဆိုတဲ့ဂုဏ်ပုတ်ကိုအဖြစ်ထုတ်ကြမယ်အဲ့ဒီပြိုင်ပွဲမှာဘယ်လိုပုံစံမျိုးနဲ့ခင်းကျင်းကျင်းပသွားမလဲဆိုတာ UFC ကဒီမိနစ်မှာပဲချပြလာတယ်သူတို့ရဲ့ခင်းကျင်းလာမဲ့ဒီဇိုင်းပုံရိပ်တွေကိုတပ်ပုံနဲ့တကွချပြလာတယ်အတော်ကြီးကိုစီစီကားကားဖြစ်မဲ့ပြိုင်ပွဲမျိုးဟိုတနေ့ကပဲကျွန်တော်ပြည်သက်တွေကိုပြောပြထားခဲ့တယ်ဒီပြိုင်ပွဲမှာပြည်သက်တွေနဲ့ fighter တွေတွေ့ဆုံတဲ့ပွဲစဉ်တွေလည်းစီစဉ်ထားတယ်အဲ့လိုအနေထားမှာကျွန်တော်ရဲ့ fighter လေး Joshua Ban ကိုလည်းဖိတ်ကြားထားတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ကပြည်သက်တွေကိုတင်ဆက်ထားပြီးသားဖြစ်ပါတယ်ဆက်လက်ပြောပြခြင်းတဲ့အကြောင်းအရာက One Championship ကချက်ချင်းမကြေပွဲဖန်နီးလိုက်တဲ့ Super Let နဲ့ Daya Kayev တို့ရဲ့တွဲဆိုင်အကြောင်းဒီတွဲဆိုင်နဲ့ပတ်သက်လို့ Asian Time ပြည်သက်တွေကြအတော်ကိုပြောများခဲ့တယ်ဆိုတာပြည်သက်တွေလည်းသိတယ်Daya Kayev ကတတ်မှတ်ဝေတန်းတွင်ဝင်အောင်လှုပ်ဆောင်နိုင်ခဲ့ခြင်းမရှိဘူးဒီအနေထားမှာစင်ဘော်ကစွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီးဒိုင်နေရဲ့အမှတ်ပေးမှုတွေမှာလည်းဝေဖန်မှုတွေစက်တိုက်ဖြစ်ခဲ့တယ်တော်တော်ကြီးကိုပွဲဆူခဲ့တယ် Super Let ကတော့ဒီပွဲကသူ့ရဲ့ Bantamweight တန်းမှာနောက်ဆုံးကစားခဲ့တဲ့ပွဲမျိုးpromotion ကသူ့ရဲ့ flyweight ကပ္ပစဉ်ချန်ပီယံကပတ်ကာဝယ်ပွဲထိုးဖို့အတွက်တွန်းအားပေးနေပြီးဒီပွဲထိုးပြီးတာနဲ့ flyweight တန်းကိုဆင်းတော့မယ်ဆိုတဲ့ပုံစံမျိုးနဲ့ပွဲအကျိုးမှာပြောခဲ့တယ်သို့တော်လည်းပဲပွဲဖြစ်သွားတဲ့အခင်းချင်းကသူရည်မှန်းထားလို့ဖြစ်မလာဘူးအကုန်လုံးပွဲတွေဆူခဲ့တယ်အခုတော့ promotion ကဒီ fighter နှစ်ယောက်ကိုမကြေပွဲတရားဝင်ပြန်တည်ပေးလိုက်ပြီးဘယ်ပြိုင်ပွဲမှာထည့်သွင်းလာမှာလဲဆိုတော့ဩဂုတ်လ9ရက်နေ့မှာကျင်းပမဲ့ Inner Circle ခေါင်းဆောင်ကပြိုင်ပွဲမှာထည့်သွင်းလာမှာဆိုတော့ကြတော့ဩဂုတ်လရောက်ဖို့အတွက်က2လကျော်ကြီးများတောင်လိုသေးတယ်ဘာဖြစ်လို့ promotion ဘက်ကဒီမကြေပွဲကိုအစောကြီးချပြလိုက်တာလဲပြည်သက်တွေစဉ်းစားကြည့်လို့ရတယ်ထိုင်းပြည်သက်တွေကြမှာအခုလိုမကျေနပ်တာတွေစက်တိုက်ဖြစ်နေတဲ့အတွက်သူတို့ပြည်သက်တွေကျေနပ်အောင် promotion ဘက်ကစောစောစီစီဒီမကြေပွဲကိုဖန်တီးပြီးတော့အစောကြီးအခုလိုပုံစံမျိုးနဲ့ချပြလိုက်တာဖြစ်ပါတယ်
မနေ့ကတော့ One Championship ကရှေ့လာမဲ့မေလ29ရက်နေ့မှာကျင်းပမဲ့135 156ပြိုင်ပွဲမှာပါဝင်လာမဲ့တွဲဆိုင်တွေကိုချပြသွားတယ်ဒီတစ်ခါမှာတော့မြန်မာ fighter တွေရဲ့တွဲဆိုင်တွေပါဝင်လာခြင်းမရှိဘူးတို့ပေသည့်တိုင်အောင်ဟိုးပဲကျွန်းလာတဲ့ရောက်တာနဲ့မြန်မာ fighter တွေရဲ့တွဲဆိုင်တွေဆက်တိုက်ပါဝင်လာမယ်ပြည်သက်တွေကိုကြိုပြီးပြောထားခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့Joshua Ban ကလည်း Champion ကဘက်ကာကွယ်ပွဲထိုးလိုက်တဲ့အနေအထားမှာ One Championship ကလည်းမြန်မာ fighter တွေကိုပြန်ပြီးတော့အခွင့်အရေးတွေဆက်တိုက်ပေးလာခြင်းပုံရတယ်ကလကနောက်ကွယ်မှာလည်းအတော်ကြီးကိုလှုပ်ရှားနေတယ်ဟိုတလောကတော့ကျော်စွာဝင်းကသူ့ရဲ့ထိုးပွဲဆိုင်ရာစာချုပ်မှာလက်မှတ်ရေးထိုးလိုက်ပြီးဆိုတဲ့အကြောင်းကိုပြည်သက်တွေကိုချပြခဲ့တယ်အဲ့ဒီတွဲဆိုင်ကဂျွန်လာထဲမှာကျင်းပမဲ့ပြိုင်ပွဲမှာပါဝင်လာမယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ပြည်သက်တွေကိုပြောပြခဲ့တယ်ဆိုတော့ကြတော့ဒီတစ်ပတ်ကျင်းပမဲ့ပြိုင်ပွဲမှာတော့မြန်မာ fighter တွေရဲ့တွဲဆိုင်တွေပါဝင်လာခြင်းမရှိဘူးဂျွန်လာအတွင်းမှာကျင်းပမဲ့ပြိုင်ပွဲမှာတော့မြန်မာ fighter တွေရဲ့တွဲဆိုင်တွေပြန်ပြီးပါဝင်လာမယ်ဘယ် fighter တွေထပ်ပြီးခွင့်ရရမလဲပြည်သက်တွေကိုဆက်ပြီးစောင့်ကြည့်စေချင်ပါတယ်135 156ပြိုင်ပွဲရဲ့ inner circle ခေါင်းဆောင်ကတွဲဆိုင်တွေမှာတော့ Ondesh ညီကိုရဲ့တွဲဆိုင်တွေကိုအားပြုထားတယ် Ondesh ညီကိုကတိုက်ကားမွေထိုင်းမှာလေ့ကျင့်တဲ့ Lebanon နယ်ပါ fighter တွေထိတ်ဆုံးကောင်ပွဲအဖြစ်တော့ Ramadan Ondesh နဲ့ Surian လက်တို့ကထိတ်တိုက်တွေ့နေတာဒီပွဲကကျွန်တော်တို့ပြည်သက်တွေအကုန်လုံးသဘောကျတဲ့ပွဲတရားဝင်ချပြကြတဲ့ကဘယ်လောက်ထိကြည်ကောင်းနိုင်နေဆိုတဲ့အကြောင်းကိုကျွန်တော်ပြည်သက်တွေကိုပြောပြခဲ့တယ် Ramadan Ondesh က strawweight တက်မှာကစားတဲ့ fighter strawweight တက်မှာကစားရင်းနဲ့ဒေါ်လာ3သိန်းတန်စာချုပ်ကြီးကိုသိမ်းပိုက်နိုင်ခဲ့တာဘယ်သူနဲ့ရင်ဆိုင်တွေ့မှာသိမ်းပိုက်နိုင်ခဲ့တာလဲဆိုတော့ဟိုတလောကသွေးလင်းထက်ကိုအနိုင်ယူသွားတဲ့ချပါရက်နဲ့အတွေ့မှာသူကအမှောက်သိပ်ပြပြီးတော့ဒေါ်လာ3သိန်းတန်စာချုပ်ကြီးဆွခူးခဲ့တာအဲ့ဒီနောက်တော့သူက Alif နဲ့တွေ့တယ် Time Fighter Alif နဲ့အတွေ့မှာတော့မြန်မာပြည်သက်တွေက Ondesh ဘက်ကနေဝင်ရန်ကြတယ် Ondesh ကအုံတိုင်းထိုးပြခြင်းနဲ့ Fighter Alif ကတော့လုံးဝအဲ့လိုပုံစံမျိုးမထိုးဘူးဟိုလက်ပိုက်ကစားရင်းနဲ့ပဲOndesh ကိုအသာစီးယူသွားတယ်အဲ့ဒီပွဲတုန်းကလည်းတိုင်းဆုံးဖြတ်နဲ့ပတ်သက်လို့မြန်မာပြည်သက်တွေသိပြီးသဘောမကျကြဘူးဒီတစ်ခါမှာတော့ Ramadan Ondesh က strawweight တက်မှာမကစားတော့ဘူး flyweight တန်းကိုတက်ပြီးထိုးမယ်သူ့ရဲ့ professional fighter ဘဝမှာပထမဆုံး weight တန်းတက်ထိုးခြင်းပဲ Surian လက်နဲ့ထိတ်တိုက်တွေ့တယ် Surian လက်ကဘလို့ fighter မျိုးလဲဆိုတော့မြန်မာပြည်သက်တွေကောင်းကောင်းသိတယ်ပြည်သက်တွေဖြောပြမှုရှိဖို့ပဲအမြဲတမ်းဦးတည်ကစားတဲ့ fighter အစောပိုင်းမှာတော့ဒီ fighter လက်ရလက်တွေဆိုးသွားတယ်ဒီချိုကိုရှုံးတယ်ကင်ဆန်လက်ကိုရှုံးတယ်နှစ်ပွဲစတိုက်ရှုံးပြီးမှတော့သူကနောက်ဆုံးကစားတဲ့နှစ်ပွဲမှာနှစ်ပွဲစလုံးပြန်ပြီးနိုင်တယ်မော်ရိုကို fighter တာဖီကိုပြန်ပြီးအနိုင်ယူတယ်နောက်ဆုံးကစားခဲ့တဲ့ပွဲမှာတော့ပြည်တိန် fighter ဘရီဂေါ်သွန်းကိုထပ်ပြီးအနိုင်ယူပြထားတယ်ဆိုတော့ကြတော့ဒီတွဲဆိုင်က inner circle ခေါင်းဆက်အောက်မှာထိတ်ဆုံးကောင်ပွဲအဖြစ်ပါလာမှာနှစ်ယောက်စလုံးကတော့တကယ်တိုက်စစ်ဖွင့်ထိုးမယ်ဆိုရင်လုံးဝလက်မလွတ်တဲ့တွဲဆိုင်မျိုးလို့ပြည်သက်တွေကိုပြောထားချင်ပါတယ်Inner circle ခေါင်းဆောင်အောင်မှာပဲနောက်ထပ်ပါဝင်လာမဲ့တွဲဆိုင်တစ်ခုကတော့ Ramadan Ondesh ရဲ့အကိုဖြစ်တဲ့ Abdullah Ondesh ရဲ့တွဲဆိုင် Abdullah Ondesh ကလည်းဒေါ်လာ3သိန်းနဲ့ဆွခူးဒါဘီတာ fighter promotion ကဒီညီကိုနှစ်ယောက်ရဲ့တွဲဆိုင်ကိုတပြိုင်နက်ကိုပွဲထုတ်လိုက်တာဒီတစ်ခါမှာတော့ Abdullah Ondesh က Asian Time Fighter Dangi Yang Cry နဲ့ထိတ်တိုက်တွေ့နေတယ်ဒီ Time Fighter ကလည်းနောက်ပိုင်းမှာလုံးဝနိုင်ပွဲတွေဆက်တိုက်ရယူထားတဲ့ fighterနောက်ဆုံးကစားတဲ့9ပွဲဆက်တိုက်ကိုသူကတိုင်ဆုံးဖြတ်တွေနဲ့ကြီးပဲဆက်တိုက်အနိုင်ယူထားတယ်အခုတော့သူ့အနေနဲ့ဒေါ်လာ3သိန်းနဲ့စာချုပ်ကြီးဆွခူးနိုင်ဖို့အတွက်ဆိုရင် Abdullah Ondesh ကိုကြော်ဖြတ်ရမယ် promotion ကဒီလိုပုံစံမျိုးခင်းကျင်းထားတဲ့ဆိုတာပြည်သက်တွေကိုမြင်စေခြင်းယုံတာဖြစ်ပါတယ်ဆက်နေတော့မနေ့ကတော့ One Championship ကထူးထူးခြားခြားသတင်းတစ်ပုဒ်ကိုထပ်ပြီးကြေညာတယ်ဘယ်လိုပုံစံမျိုးကြေညာလဲဆိုတော့ဒီတောက်ကြတဲ့ညပိုင်းတုန်းကကျင်းပသွားတဲ့အနေအထားမှာVietnam fighter ကိုအလဲထိုးပြသွားတဲ့ Chobri Cha ကို promotion က bonus စုပေးအပ်ခဲ့ခြင်းမရှိဘူးသို့တော်လည်းပဲနောက်တစ်နေ့အရောက်မှာတော့အဲ့ဒါကလုံးဝမှားတာပါသူတို့က Chobri Cha ကိုလည်း bonus စုဘတ်3သိန်းခွဲပေးပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့မနေ့ကထပ်ပြီးကြေညာသွားတယ်ဒီအကြောင်းကို BK Sunshine ချင်းက fighter တွေအကုန်လုံးက status တွေဝိုင်းပြီးတင်ကြတယ်ဆိုတော့ကြတော့သွေးလင်းထက်ကိုရှုံးနေထားတဲ့ Chobri Cha ကဒီတစ်ပတ်ကျင်းပသွားတဲ့ပွဲစဉ်ကဆွမ်းဆောင်ကြီးကြောင့်သူလည်းဘတ်3သိန်းခွဲ bonus စုရရှိသွားတယ်လို့ပြောလို့ရပါတယ်နောက်ထပ်ပြောပြချင်တဲ့အကြောင်းအရာတစ်ခုကတော့ဒီ UFC ကသတင်းပြီးခဲ့တဲ့ရက်ပိုင်းတွင်းကပဲ UFC ကအဘူဒါဘီကိုသွားပြီးတော့ UFC Fight Night ပြိုင်ပွဲကျင်းပမယ်ဇူလိုင်လ25ရက်နေ့မှာဒီပြိုင်ပွဲကိုကျင်းပမယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြည်သက်တွေကိုပြောပြခဲ့တယ်အခုမှတော့ဒီရုရှားကမီဒီယာတွေမှာဒီပြိုင်ပွဲရဲ့ထိတ်ဆုံးကောင်ပွဲက Ankalaev နဲ့ Roundtree Junior တို့ရဲ့တွဲစဉ်ဆိုပြီးဇက်တိုက်ဖော်ပြနေကြတယ်ဒီအကြောင်းအရာလေးကိုပြည်သက်တွေကိုပြောပြချင်တာဖြစ်ပါတယ်အဘူဒါဘီမှာပြိုင်ပွဲသွားပြီးကျင်းပမယ်ဆိုပြီးတင်ဆက်ကလေးကဒီတွဲဆိုင်ကထိတ်ဆုံးကောင်ပွဲဖြစ်လာနိုင်နေဆိုပြီးကျွန်တော်ကပြည်သက်တွေကိုအရေးမွဲပြောပြခဲ့ပြီးတာအခုတော့ရုရှားကမီဒီယာတွေကထပ်ပြီးဖော်ပြလာကြတယ် promotion ဘက်ကတော့တရားဝင်ချမပြသေးဘူးသို့တော်လည်းပဲတေချာတလောက်နီးပါးရှိနေတဲ့ဆိုတဲ့အကြောင်းကိုပြည်သက်တွေကိုထပ်ပြီးသိစေချင်ယုံတာဖြစ်ပါတယ်နောက်ထပ်ထူးခြားတဲ့သတင်းတစ်ပုဒ်ကတော့ MVP promotion မှာနိုင်ပွဲရယူခဲ့တဲ့Ediano Moraes က
သူ့ရဲ့နောက်ပွဲကိုဘယ်လိုပုံစံမျိုးနဲ့မြင်ကျင်လဲဆိုပြီး status တင်လိုက်တယ်အဲ့ဒီ status မှာ UFC က fighter တွေတော်တော်များများကိုသူက mention လုပ်ထားတယ်Giglet FC မှာလေ့ကျင့်နေတဲ့အစုအမဘာယက်နဲ့ထိတ်တိုက်တွေ့စေခြင်းလားအဲ့လိုပုံစံမျိုးမေးတယ်ပြီးတော့ကျတော့ Joshua Ban ကိုရှုံးနိုင်ထားတဲ့ fighter တွေဖြစ်တဲ့ Brandon Rober နဲ့တွေ့စေခြင်းလား Tatsuro Taira နဲ့တွေ့စေခြင်းလားအဲ့လိုမှမဟုတ်ရင် Joshua Ban ကိုလေ့တိုက်နေတဲ့ Mokayev နဲ့ထိတ်တိုက်တွေ့စေခြင်းလားဘယ် fighter နဲ့ထိတ်တိုက်တွေ့စေခြင်းလဲဆိုတဲ့ပုံစံမျိုးနဲ့ Adriano Moraes က status တင်သွားတယ်သူရဲ့ status ကိုထောက်ဆကြည့်ရတဲ့လောက်တော့ဒီ fighter က UFC ကိုရောက်ရှိဖို့အတွက်ဥတီနေပြီလို့မှတ်ချက်ပေးလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့သူဖော်ပြထားတဲ့ fighter အများစုက UFC က fighter တွေဖြစ်နေတယ်။ flyweight နဲ့ ranking တို့မှာရပ်တည်နေတဲ့ fighter တွေဖြစ်နေတယ်။ဆိုတော့ကြတော့သူ့ရဲ့ UFC အိမ်မက်တွေမကြခင်မှာအကောင့်ထဲပေါ်လာတော့မလားဆိုတာစောင့်ကြည့်လိုက်ကြရအောင်ပါ။နောက်ဆုံးအနေနဲ့တော့ဒီမနေ့မှာအစောကြီးပွဲဖြစ်နေကြတဲ့ဦးစစ်နဲ့ Rico တို့ရဲ့ပွဲပြီးရလက်အကြောင်းကိုပြောပြချင်ပါတယ်။ဘောက်ဆင်လောကကပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တဲ့ဦးစစ်နဲ့ Rico တို့ကဒီမနက်မှာပဲအီဂျစ်မှာပွဲထိုးသွားကြတယ်။ DNA ထားမှာပြည်သက်တွေကြောင့်ဝိုင်းပြီးတော့ကိုအပြောများနေတယ်။ဘလို့ပုံစံမျိုးနဲ့ပြဿနာတွေဖြစ်လာတာလဲဆိုတော့ဒီပွဲက12ချီကစားရမှာ10ချီကစားပြီးတဲ့အနေထားမှာဒိုင်နေရဲ့အမှတ်ပေးမှုက95အတူနဲ့က2ယောက်94-96ပုံစံမျိုးနဲ့ Rico ကိုအနိုင်ပေးထားတဲ့ဒိုင်က1ယောက်ဒါလို့အခင်းချင်းမျိုးဖြစ်နေပြီးဦးစစ်ကလည်းသူ့အနေနဲ့နောက်ဆုံးအချီတွေမှာအသာစီးရယူနိုင်မှပဲသူ့ရဲ့မှတ်တမ်းကောင်းတွေဆက်ပြီးထိန်းထားမယ်ဒါလို့အခင်းချင်းမှာ17ချီမြောက်မှာဦးစစ်က Rico ကိုနော်ဒေါင်းကြအောင်ထိုးပြလိုက်တယ်နော်ဒေါင်းကြအောင်ထိုးပြလိုက်တဲ့အတွက်ဒိုင်လူကြီးက Rico ကိုအမှတ်ရတဲ့အဲ့လိုအမှတ်ရတဲ့အနေအထားမှာဒီအချိန်ကပြည့်သွားပြီးအချိန်ပြည့်သွားသည့်တိုင်အောင်စင်အောက်ကဘဲကခေါင်းလောင်မတီးသေးဘူးခေါင်းလောင်မတီးသေးတော့ဒိုင်လူကြီးကဆက်ပြီးကစားခိုင်းတယ်ဒီအနေထားမှာဦးစစ်ကလည်းပွဲသိမ်းနိုင်ဖို့အတွက်ဆက်ပြီးထိုးတယ်အဲ့လိုထိုးရင်းနဲ့ Rico ကဘာမှပြန်မလုပ်နိုင်တော့ဘူးပြန်မလုပ်နိုင်တဲ့အနေအထားမှာအောက်ကဘဲကခေါင်းလောင်တီးလိုက်တယ်ဘဲခေါင်းလောင်တီးပြီးမှဒိုင်လူကြီးကဝန်တားလို့ပုံစံမျိုးဖြစ်သွားတယ်ဒါကြောင့်မို့လို့ပြည်သက်တွေကဒိုင်လူကြီးကလက်စားတယ်ဒိုင်လူကြီးကခောက်ဆွဲစားတယ်ဒီအနေအထားမှာပွဲပြီးတော့မှကိုဝန်တားစရာမလိုတော့ဘူးဒီတိုင်းလေးလွတ်ပေးလိုက်အောင်နဲ့ပွဲကပြီးနေပြီစသဖြင့်ပုံစံမျိုးနဲ့ဝိုင်းပြီးဝေဖန်ကြတယ်တော်တော်များများလဲဝိုင်းပြောနေကြတယ်ဒါကတော့ပွဲဖြစ်နေတဲ့အကြောင်းအရာလေးဘလို့ပုံစံမျိုးနဲ့ပွဲဖြစ်တဲ့ဆိုတဲ့အကြောင်းအရာလေးကိုပြည်သက်တွေကိုသိစေချင်အောင်တာဖြစ်ပါတယ်တရားဝင်ရလက်မှာတော့ဦးစစ်က Rico ကို17ချီမြောက်မှာ2မိနစ်နဲ့59စက္ကန့်မှာ TKO နဲ့အနိုင်ရတယ်ဆိုပြီး promotion ဘက်ကတရားဝင်ကြေညာသွားတယ်ဒါကတော့ပွဲချောင်ကောင်မဟုတ်တဲ့ကမ္ဘာကျော်လက်ဝဲပွဲကြီးမှာလဲဒီလိုပုံစံမျိုးအငင်းပွားစရာတွေဖြစ်လာတယ်ဒိုင်နိုရဲ့အဆုံးဖြတ်တွေကလည်းဒီလိုပုံစံမျိုးထောက်ပြစရာတွေဖြစ်လာတယ်ဆိုတာပြည်သက်တွေကိုမြင်စေချင်လို့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပြည်သက်တွေအကြားမှာလဲအခုနောက်ပိုင်းမှာဆိုရင်one championship ကဘယ်လိုပုံစံမျိုးဖြစ်တယ်စသဖြင့်ပုံစံမျိုးနဲ့ဝိုင်းပြီးပြောကြတယ်တကယ် martial promotion တွေဆိုတာကဇန်ညွန်းတွေလည်းရေးကြတယ်မရေးကြဘူးမဟုတ်ဘူးရေးကြတယ်ဒီလိုအနေထားတွေရှိတယ်ဆိုတာပြည်သက်တွေကိုမြင်စေချင်တာone championship ဆိုရင်တစ်နှစ်မှာသူတို့လက်ပတ်တဲ့ကုန်ကျစရိတ်က$50ဝန်းကျင်လောက်ပဲရှိလိမ့်မယ်ဦးစစ်တို့ Rico တို့ထိုးတဲ့ပွဲတွေဆိုရင် fighter တယောက်ရဲ့ထိုးချေးတယ်ကွာ$100ရာချီနဲ့ပုံစံမျိုးထိရှိတယ်အရန်ကိုကြီးတဲ့ပွဲကြီးတွေအဲ့လိုပွဲကြီးတွေမှာတော့အခုအနေထားမှာကျိုးဝိုင်းတိုင်လူကြီးကခောက်ဆွဲစားတယ်လက်စားတယ်လုံးဝလွတ်ပေးတဲ့နာကိုဝန်သားစရာမလိုစားတဲ့ပုံစံမျိုးတွေနဲ့တကဘာလုံးကဝိုင်းပြီးဝေဖန်နေကြတာတချို့သောပြည်သက်တွေဆိုရင်ဘာဖြစ်လို့ပြည်သက်တွေက UFC ကိုပို့ပြီးထဲထဲဝင်ဝင်သဘောကျတာလဲဆိုတာဒီလိုအကြောင်းရင်းတွေကြောင့်ဘာဖြစ်လို့ဘောက်ဆင်ပွဲတွေကိုမကြည့်တာလဲဆိုတာဒီလိုကိစ္စမျိုးတွေကြောင့်ဆိုပြီးတော့ဝိုင်းပြီးထောက်ပြကြတယ်UFC မှာတော့အဲ့လိုပုံစံမျိုးတွေဆိုရင် Athletic Commission တွေရှိတဲ့သူတို့ကင်တွေတဲ့တခုခုဆိုရင်လည်းထပ်ပြီးပြန်ပြီးဖြည့်ရှင်းတယ်ဘောက်ဆင်လောကမှာတော့ဒီလိုပုံစံမျိုးတွေထက်ခါဖြစ်နေတယ်ဒါကြောင့်မို့လို့လဲဘောက်ဆင်လောကကဒီလိုပုံစံမျိုးဖြစ်နေတာဆိုရင်ပုံစံမျိုးရင်းနဲ့ဝေဖန်ထောက်ပြတာတွေလည်းရှိတယ်ဒီအကြောင်းအရာတွေနဲ့ပတ်သက်လို့ footage တွေကိုကျွန်တော်ဒီက Telegram link မှာပြထားတယ်အဲ့မှာပြန်ပြီးတချို့ကို share ထားတယ်ပြည်သက်တွေမကြည့်ရသေးရင်ကြည့်လို့ရအောင်အနေထားကတော့တော်တော်လေးအငင်းပွားစရာကောင်းတယ်ချိန်ကပြည့်နေပြီဒိုင်းကပွဲရမယ်ဆိုရင်ရက်လို့ရပြီအောက်ကဘဲကလည်းခေါင်းလောင်းမတီးသေးဘူးဘဲခေါင်းလောင်းတီးတော့ကြလဲဘဲခေါင်းလောင်းတီးပြီးမှဒိုင်းကထပ်ပြီးပွဲရတယ်လို့ဖြစ်သွားတယ်ဘာပဲဖြစ်ဖြစ်ဒီအနေထားတစ်ခုကိုပြည်သက်တွေကိုမြင်စေချင်တာ promotion တွေထိုးပွဲကြိတ်ပွဲတွေဖန်တီးတဲ့အနေထားတွေဆိုတာကဘာပေါ်ကအကြီးကျယ်ဆုံးပြိုင်ပွဲကြီးတွေမှာတော့အဲ့လိုအငင်းပွားပယ်ရတွေရှိတယ်ဆိုတာကျွန်တော်ပြည်သက်တွေကိုသိစေချင်ရုံသာဖြစ်ပါတယ်ရှေ့လာမယ့်နေ့တွေမှာလည်း MMA လောကကအကြောင်းအရာတွေ fighter လောကကအကြောင်းအရာတွေကျွန်တော်ရဲ့အမြင်တွေကိုဆက်ပြီးစူးစီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel ကိုအားပေးကြပါဦးခင်ဗျ